ကျမတို့နိုင်ငံကလာတဲ့အလုပ်လုပ်ဖို့လာတဲ့အထူးဖြင့်ပေါ့နော်အလုပ်လုပ်ဖို့လာတဲ့ပုံကိုယ်တွေကပြောတာဆိုရင်ဗမာဆိုရင်နှိမ်ကျင်တယ်အထင်သေးကျင်တယ်ဆိုပြီးတော့အဲ့လိုပြောတာတွေကျမကြားရတယ်အဲ့လိုကြားတဲ့အခါကျတော့ကျမစိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့လည်းဒီဟာမပြုတ်ပြနိုင်တဲ့ကိစ္စမဟုတ်ပါဘူးကဘာကြီးဆိုတာတစ်ချိန်လုံးပဲပြောင်းလဲနေတာပဲတန်ဖိုးထားရဆိုတာလည်းတစ်ချိန်လုံးပဲပြောင်းလဲနေရတယ်ကိုယ့်ကိုတန်ဖိုးထားအောင်လို့ဆိုတော့ကိုတိုင်ကလည်းလှုပ်ယူရမယ်ကိုယ်နိုင်ငံကိုကြီးပဲအပြစ်ချက်ဖို့လို့မရဘူးငါတို့နိုင်ငံကမျက်နှာငယ်လို့ငါတို့မျက်နှာငယ်တယ်ဆိုတဲ့စိတ်ထားမဲ့အစားငါတို့နိုင်ငံမျက်နှာမငယ်အောင်လို့ငါတို့လုပ်မယ်ဆိုတဲ့စိတ်ဓာတ်တွေတော့မွေးမြူလို့လုပ်ပါလားဒီလိုလုပ်ဖို့ကျမတို့ဟာအခွင့်အလမ်းတွေစပြီးတော့ရလာပါပြီပြည့်စုံတဲ့အခွင့်အလမ်းတွေလည်းမဟုတ်သေးပါဘူးဒါပေမဲ့စပြီးတော့ရလာပါပြီအဲ့တော့ကျမတို့တယောက်ချင်းဟာဘယ်လောက်ထိပေးမလဲဘယ်လောက်ထိကျမတို့နိုင်ငံတဲ့ပေးဆက်မလဲဆိုတာကိုယ့်ဘာကိုဆုံးဖြတ်မှာဖြစ်ပါတယ်ဒါမျိုးဆိုတာအတင်းလုပ်ခိုင်းလို့မရပါဘူးမေတ္တာစေတနာဆိုတာတော့အတင်းရှိရမယ်လို့ပြောလို့မရဘူးအတွင်းကပွားမှရတယ်ဘယ်လိုပဲရောင်ဆောင်လို့တော့အယောင်ဆောင်လို့တော့ရတော့ပေါ့နော်ဒါမှမဟုတ်ရောင်ဆောင်တာနဲ့တကယ်စိတ်ထဲမှာရှိတာနဲ့မတူဘူးဆိုတာလူတိုင်းသိမှာပါလူတိုင်းဟာကိုပိုင်တဲ့စိတ်ကိုရှိပါတယ်ကိုစိတ်ကိုပိုင်ပါတယ်ဘယ်သူမှဒီစိတ်ဟာဒီလိုနေရမယ်ဟိုလိုနေရမယ်လို့ပြောပိုင်ခွင့်မရှိပါဘူးဒါပေမဲ့ကိုကဘယ်လိုတန်ဖိုးထားတွေကိုကင်ဆွဲထားမလဲဆိုတာကိုယ့်ဘာကိုဆုံးဖြတ်ရမယ်ကြောင့်စောစောကကျမလူငယ်တွေနဲ့ចောင်းသားတွေနဲ့တွေ့တဲ့ခါကျတော့ကျမဒီကိစ္စပြောပါတယ်ကိုယ့်ဘာကိုဆုံးဖြတ်ရမယ်ဘဝဆိုတာဘာအတွက်လဲကိုယ့်ဘဝဆိုတာဘာအတွက်လဲကိုဒီလောကကြီးတွေရောက်လာတာဘာအတွက်လဲဆိုတော့ကိုယ့်ဘာကိုဆုံးဖြတ်ရမယ်ကိစ္စပဲတခြားလူတွေပြောလို့လည်းမရဘူးတခြားလူတွေလုပ်ပေးလို့လည်းမရဘူးကိုယ့်ဘာကိုဆုံးဖြတ်ရမယ်အဲ့တော့နောက်ဆုံးကြတော့ကျမတို့ဒီလောကကြီးတွေရောက်လာတာဟာယူဖို့တက်လားပေးဖို့လားအပေးယူမျှဖို့လားဆိုတာအဲ့ဒါကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်ကျမတို့ကလူသားတွေဆိုတော့အများသဖြင့်ပေးဖို့တက်ဆိုတာအဲ့ဒီလိုလုပ်နိုင်တဲ့လူကတော့လူနည်းစုပါပဲအပေးအယူမျှတယ်ဆိုတာဟာကောင်းပါတယ်မျှတတာကိုကလည်းပေးမယ်ကိုလည်းယူမယ်ကိုလည်းရယူခြင်းနဲ့ဆိုတော့ဒါလည်းအင်တာမသဘာဝကြပါတယ်ဒါဟာပုရုဇဉ်လူသားတွေဆိုတာဒီလိုပဲရှိရမှာပဲအဲ့တော့ကျမတို့အနေနဲ့ပေးပါလို့တောင်းဆိုပိုင်းခွင့်မရှိပါဘူးဒါပေမဲ့အပေးယူဆိုတာမျှရမယ်ကိုကပို့ပြီးတော့ရခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်ကဆိုရင်တော့ကိုယ့်အတွက်လည်းမကောင်းဘူးကိုယ့်ပတ်ဝန်းကျင်အတွက်လည်းမကောင်းဘူးလို့ကျမထင်တယ်ကိုယူသလောက်တော့ပေးမယ်ဆိုတဲ့မာနလေးတော့အလုံးမှာရှိစေခြင်းဒါတန်ဖိုးရှိတဲ့လူသားဆိုတာဒါပဲအ ਨੇ ဆုံးတော့ကိုယူသလောက်ပြန်ပေးရမယ်ကိုယူထားတဲ့နည်းနည်းပို့ပြီးပြန်ပေးနိုင်ရင်တော့ပို့ပြီးတော့တန်ဖိုးရှိပါတယ်လို့ကျွန်တော်